ဒီသင်ခန်းစာမှာတော့တရုတ်တရားတွေကိုလေ့လာသွားမှာပါဒီစကလုံးသုံးလုံးကိုကြည့်အောင် wait အတွက်လို့ဘာသာပြန်တယ်သူက preposition word တစ်ခုဖြစ်တယ်ကဲဆိုတာက verb အနေနဲ့သုံးရင်တော့ပေးသည်ပေါ့ဗျာဒါပေမဲ့ဒီမှာတော့ verb အနေနဲ့သုံးရင်အတွက်လို့ပဲဘာသာပြန်တယ် wait ဆိုတာလေဒါ preposition ပေါ့ verb တစ်ခုပဲဖြစ်တယ်အတွက်လို့ဘာသာပဲလေအဲ့တော့အတွက်ဆိုတဲ့ဝါဟာ၃မျိုးရှိတယ်ဗျ wait သုံးလို့ရတယ်ကဲသုံးလို့ရတယ် wait သုံးလို့ရတယ်ဒါဆိုရင်ဒီစကလုံး၃လုံးရဲ့ကွဲပြားခြားနားမှုတွေဘယ်နေရာမှာဘယ်လိုသုံးသင့်တယ်ဆိုတာလေးတွေကိုဆက်လေ့လာကြည့်အောင်ကောင်းပြီအခုကျွန်တော်တို့ပထမသုံးမဲ့ပုံစံလေးရတော့တစုံတစ်ယောက်ကတခြားတစ်ယောက်အတွက်ပေါ့နော်ဆောင်ရွက်ပေးမှုကူညီပေးမှုတွေကိုဖော်ပြခြင်းတဲ့အခါမှာအတွက်ဆိုလို့ရှိရင်ဒါဘာအောင်သုံးရလဲ wait သုံးမဟုတ်ကေကိုသုံးတယ်အဲ့တော့ wait သုံးမဟုတ်ကေနှစ်ခုလုံးသုံးလို့ရအောင်နော်သူက verb ဖြစ်တဲ့ကြောင့်သူ့ရဲ့နောက်မှာတော့ကံပုတ်လိုက်မယ်ပြီးတော့ဒီ verb စကားဆိုတော့ verb ရှိရလဲအထူးပြုမယ်အဲ့တော့ဒီမှာအဓိကထူးခြားချက်က wait သုံးမဟုတ်ကေနှစ်ခုတည်းကကြိုက်တာသုံးလို့ရတာဘာဖြစ်လို့လဲတစုံတစ်ယောက်ကနေတခြားတစ်ယောက်အတွက်ဆောင်ရွက်ပေးတာတွေကူညီပေးတာတွေကိုဖော်ပြတော့အတွက်သုံးတော့နမူနာဝါကြလေးကြည့်အောင်ဒီမွေးနေ့ကိတ်ကမင်းအတွက်ပြင်ဆင်ထားတာပါဆိုလိုတာတော့ကိုကနေသူများအတွက်လုပ်ပေးထားတယ်ဆိုတဲ့သဘောဒီသဘောပဲဟုတ်ပြီနော်အဲ့လိုအတွက်ပေါ့နော်တခြားတစ်ယောက်အတွက်အဲ့လိုလုပ်ထားတယ်ဒါဆိုရင် wait နဲ့သုံးတယ်这个生日蛋糕是为你准备的这个啥地哈生日မွေးနေ့蛋糕啥给是的啥ဖြစ်ပါတယ်တဲ့ဒါအလေးပေးပေါ်ပြအောင်သုံးထားတာ为你မင်းအတွက်准备啥ပြင်ဆင်ထားတာအဲ့တော့ဒီမွေးနေ့ကိတ်ကမင်းအတွက်ပြင်ဆင်ထားတာပါ这个生日蛋糕是为你准备的အဲ့တော့ဒီမှာတစုံတစ်ယောက်ကတခြားတစ်ယောက်အတွက်ဒီပြုလုပ်ထားကိုပေါ်ပြတဲ့အခါမှာကျွန်တော်တို့ဝေ့နေရမှာကေဆိုတာသုံးလို့ရတယ်ဒါကြောင့်ဒီလိုသုံးလဲရတယ်这个生日蛋糕是给你准备的သူတို့ကငါအတွက်တခြင်းတစ်ပုဒ်ရေးပြီးခဲ့တယ်他们为我写了一首歌他们သူတို့က为啥အတွက်我ငါအတွက်အဲ့တော့တယောက်ကနေတခြားတယောက်အတွက်လုပ်ပေးတာသူတို့ကငါ့ကိုလုပ်ပေးတယ်ဒါတခြားတယောက်ကနေကိုယ်အတွက်လုပ်ပေးတာเนาะအဲ့တော့写了ရေးခဲ့တယ်一首ဆိုတာတပုတ်歌啊တခြင်းအဲ့တော့သူတို့ကငါ့အတွက်တခြင်းတပုတ်ရေးပေးခဲ့တယ်他们为我写了一首歌အဲ့တော့တခြားတယောက်ကနေတခြားတယောက်အတွက်လုပ်ပေးတာဖြစ်တဲ့ကြောင့်ဒါဘာသုံးလို့ရလဲကေလဲသုံးလို့ရတယ်ဒီလိုပြောလို့ရတယ်他们给我写了一首歌他们给我写了一首歌အမေကငါတို့အတွက်ထမင်းချက်တယ်妈妈是为我们做饭的妈妈အမေရတဲ့是的ဖြစ်ပါတယ်ဒါကအလေးပေးဖော်ပြအောင်အတွက်သုံးတာเนาะအဲ့တော့ဝိဆိုတာအတွက်我们ဆိုငါတို့အတွက်做饭ဆိုတာထမင်းချက်တယ်အဲ့တော့ဒီမှာလဲတယောက်ကနေတခြားတယောက်အတွက်လုပ်ပေးတာကိုဖော်ပြချင်တာပေါ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ K ကိုအစားထိုးပြီးသုံးလို့ရတယ်ဒီပုံစံလေးရင်ဆိုကြည့်ပါ妈妈是为我们做饭的多么好妈妈是给我们做饭的မင်းကဘသူအတွက်လှုပ်လှုပ်ထားလဲ你是为谁工作的你မင်းက是的စာဖြစ်တယ်ပေါ့နော်ဒါကတော့အလေးပေးဖော်ပြအောင်သုံးတာပါ为အတွက်谁စာဘသူအတွက်为谁工作စာအလုပ်လုပ်တာအဲ့တော့ဒီမှာလဲမင်းကတယောက်ယောက်အတွက်ဒါအလုပ်လုပ်ပေးတယ်ဆိုတဲ့သဘောဒါကြောင့်မို့为နေရာမှာကေကိုအစားထိုးလို့ရတယ်ဒီပုံစံလေးရင်ဆိုကြည့်ပါ你是为谁工作的多么好你是给谁工作的ငါအတွက်အကူအညီတွေထောက်ပံ့ပေးတာမင်းတို့ကိုကျေးဇူးတင်ပါတယ်谢谢你们为我提供帮助谢谢ကျေးဇူးပါ你们ဆောင်မင်းတို့ကိုကျေးဇူးတင်ပါတယ်为我ငါအတွက်အဲ့တော့မင်းတို့တခြားသူတွေကနေကိုယ်အတွက်လုပ်ပေးတာကိုကတခြားသူတွေပဲလုပ်ပေးကိုယ့်အတွက်တခြားသူလည်းလုပ်ပေးဝေ့နေရမှာဂိမ်းနဲ့အစားထိုးလို့ရတယ်ထီကုန်းဆိုတာကထောက်ပံ့တာပန်းကျုဆိုတာအကူအညီဟုတ်ပြီနော်အဲ့တော့ကူညီထောက်ပံ့ပေးတာကိုထီကုန်းပန်းကျုလို့ခေါ်တယ်အဲ့တော့ငါအတွက်ကူညီတွေထောက်ပံ့ပေးတာမင်းတို့ကိုကျေးဇူးတင်ပါတယ်谢谢你们为我提供帮助အဲ့တော့ဝေ့ဆိုတဲ့နေရာမှာကေကိုအစားထိုးပြီးသုံးလို့ရတယ်谢谢你们给我提供帮助
ကောင်းပြီဒီပုံစံလေးမှာတော့တစုံတစ်ယောက်တစုံတစ်ခုအတွက်ဖြစ်ပေါ်လာတဲ့စိတ်ခံစားချက်ကိုဖော်ပြပါဟုတ်ပြီနော်စိတ်ခံစားချက်တော့တစုံတစ်ယောက်အတွက်ဒါမှမဟုတ်တစုံတစ်ခုအတွက်ဖြစ်ပေါ်လာတဲ့စိတ်ခံစားချက်အဲ့တော့အတွက်ဆိုတဲ့ကြောင့် weight ကိုသုံးတယ်ဒီမှာတစုံတစ်ယောက်သုံးမဟုတ်တစုံတစ်ခုပေါ့အဲ့တော့ဒီမှာလဲကျွန်တော်တို့ weight က weight ဖြစ်တဲ့ကြောင့်သူ့ရဲ့နောက်မှာ can ပုတ်တွေ့တယ်ပြီးတော့ verb ဒါမှမဟုတ် adjective ရဲ့ရှေ့ရတယ်အထူးပြုပေးတယ်အဲ့မှာထူးခြားချက်ကတော့ဒီ verb တွေ adjective တွေဟာ mental activities စိတ်ခံစားချက်နဲ့ပတ်သက်တာကိုဖော်ပြတဲ့ verb တွေ adjective တွေဖြစ်နေတယ်ဒါဆိုလို့ရှိရင်ကျွန်တော် weight တစ်မျိုးပဲသုံးလို့ရတယ် k ကိုသုံးလို့မရအောင်ဘာဖြစ်လို့လဲစိတ်ခံစားချက်တွေဖော်ပြဥပမာဗျာမင်းအတွက်ငါဝမ်းသာတယ်ပေါ့သူ့အတွက်ငါဝမ်းနေတဲ့စိတ်မကောင်းပေါ့အဲ့လိုပုံစံမျိုးတွေတယောက်ယောက်အတွက်ခံစားချက်တစ်ခုခုအတွက်စိတ်ခံစားချက်ကိုဖော်ပြတဲ့အခါမှာကျွန်တော်တို့အတွက်ဆိုရင် weight ပဲသုံးလို့ရတယ်ခုနက k ဆိုတာသုံးလို့မရဘူးပေါ့နော်နမူနာဝါကျလေးကြည့်ရအောင်ဒီကိစ္စတတိလေးအတွက်မင်းစိတ်မဆိုးပါနဲ့你不要为这些小事生气你မင်းက不要ဆိုတာမလုပ်ပါနဲ့မဖြစ်ပါနဲ့ပြောတာနော်为အတွက်这些小事ဟုတ်ပြီနော်小事ဆိုတာကိစ္စတတိလေးပေါ့这些ဆိုတာဒါတွေဒီကိစ္စတတိလေးတွေအတွက်ပေါ့နော်生气ဆိုတာစိတ်ဆိုးတာဒါစိတ်နဲ့ပတ်သက်သွားပြီဒါဆိုရင်为တမျိုးပဲသုံးလို့ရတယ်ဒီမှာကဲသုံးရင်ပါတယ်နော်你不要给这些小事生气ဆိုမှားပြီဘာလို့လဲဒီမှာသုံးထားတဲ့adjective ကိုကြည့်ဒါမှမဟုတ်တော့ verb အနေနဲ့သုံးလဲရတယ်เนาะအဲ့တော့ဒါဒီစိတ်ဆိုးတော့ဒါမှမဟုတ်စိတ်ဆိုးဒီပေါ့ဗျာဒါဆိုရင်ဒီမှာ为ပဲသုံးရတယ်你不要为这些小事生气မင်းကမင်းရဲ့ညီကိုမောင်နှမတွေအတွက်စဉ်းစားဖူးလို့လား你有没有为你的兄弟姐妹考虑过你မင်းက有没有过啥လုပ်ဖူးလားလို့ပြောတာ有没有ဒီနောက်က过ဖူးလားเนาะ有没有过啥လုပ်ဖူးလားဘာလုပ်ဘူးလားလဲ考虑စာစဉ်းစားတာအဲ့တော့有没有考虑过စာစဉ်းစားဘူးလားတဲ့为啥အတွက်你的မင်းရဲ့兄弟姐妹ဆိုတာညီကိုမောင်နှမတွေအတွက်ဒီမှာအတွက်ကို为တစ်မျိုးပဲသုံးလို့ရတယ်ဘာဖြစ်လို့လဲ考虑စဉ်းစားတဲ့စာစိတ်နဲ့ပတ်သက်တာဖြစ် verb ဖြစ်နေလို့为ပဲသုံးလို့ရပါမယ်နော် k ကိုပြောင်းသုံးလို့မရအောင်โอเคအဲ့တော့မင်းကမင်းရဲ့ညီကိုမောင်နှမတွေအတွက်စဉ်းစားဖူးလို့လား你有没有为你的兄弟姐妹考虑过ကုမ္ပဏီအားဖောက်တယ်အတွက်ထည့်သွင်းစဉ်းစားတင်တယ်公司应该为顾客着想公司ကုမ္ပဏီဟာ应该စာလုပ်တင်တယ်ဘာလဲ为啥အတွက်顾客စာ customer ပေါ့ဖောက်တယ်တွေအတွက်着想ဆိုတာကသူတို့အတွက်သူတို့ဘက်ကနေပေါ့ဖြည့်ပြီးတော့စဉ်းစားရတယ်အဲ့ဒါကိုပြော着想โอเคအဲ့တော့ဒီပေါ့နော်ကုမ္ပဏီဟာ customer တွေအတွက်ကိုစဉ်းစားပြီးတင်တယ်ပေါ့အဲ့တော့ဒါကလည်းပါလဲစိတ်နဲ့ပတ်သက်တဲ့ verb ပဲဒါကြောင့်မို့ weight တစ်မျိုးပဲသုံးလို့ရတယ်ဒီမှာအတွက်ဆိုရင် weight ပဲသုံးရမယ်စိတ်နဲ့ပတ်သက်တာဖြစ်လို့เนาะအဲ့တော့公司应该为顾客着想မင်းကတော့စိတ်ပူဖို့မလိုပါဘူးငါက3နှစ်သားကလေးမဟုတ်ဘူးလေ你不用为我担心我不是3岁小孩你မင်းက不用ဆိုမလိုပါဘူးတဲ့为我ငါအတွက်担心စာစိတ်ပူတာစိုးရိမ်တာလို့စိတ်ပူတာတော့ဒါကလည်းစိတ်နဲ့ပတ်သက်တာပဲဒါဆိုရင်အတွက်ဆိုရင်ဝေးပဲသုံးလို့ရမယ်နော်ဟောငါကပူရှစ်မဟုတ်ပါဘူးလေ3岁စာ3နှစ်သား小孩စာကလေးလေးဟုတ်ပြီမင်းကအတွက်စိတ်ပူဖို့မလိုဘူးငါ3နှစ်သားကလေးလေးမဟုတ်ဘူးနော်你不用为我担心我不是3岁小孩အမရဲ့ကြောင်လေးတည်သွားပြီငါတို့တွေသူမအတွက်စိတ်မကောင်းကြဘူး姐姐的小猫死了我们都为它难过姐姐的အမရဲ့小猫စာကြောင်ကလေးက死了စာတည်သွားပြီ我们都ငါတို့အားလုံးက为它စာသူမအတွက်姐姐အတွက်ပေါ့နော်သူကြောင်လေးတည်သွားတော့သူကလည်းတမိုင်မိုင်နဲ့ဖြစ်နေတော့သူမကိုကြည့်ပြီးတော့သူမအတွက်ငါတို့ကဘာဖြစ်လဲ难过စာဝမ်းနေတဲ့စိတ်မကောင်းโอเคအဲ့တော့难过စာလဲစိတ်နဲ့ပတ်သက်တဲ့ adjective တစ်ခုဖြစ်တယ်ဒါကြောင့်မို့အတွက်ဆိုရင် weight တစ်မျိုးပဲသုံးလို့ရတယ်အဲ့တော့အမရဲ့ကြောင်လေးတည်သွားပြီငါတို့တွေသူမအတွက်စိတ်မကောင်းကြဘူး姐姐的小猫死了我们都为它难过ကောင်းပြီဒီတစ်ခါတော့အကြောင်းပြချက်ဒါမှမဟုတ်ရည်ရွယ်ချက်ကိုဖော်ပြမယ်အတွက်ပေါ့နော်ဘာအတွက်ဘာလုပ်တယ်ဆိုပြီးတော့ဖော်ပြတဲ့အခါမှာ weight ဒါမှမဟုတ် weight နှစ်မျိုးသုံးလို့ရတယ်ဟုတ်ပြီနော်
为都好，为了都了啊，大比咩给我都了没有，把屁路嘞，ကြောင်းပြချက် purpose ဒါမှမဟုတ် reason ရည်ရွယ်ချက်ကိုပေါ်ပြမှာမဟုတ်လို့အဲ့တော့ဒါတွေကဝိပတ်တွေဖြစ်တဲ့ကြောင့်သူတို့ကတော့ဒါကိုကံပုတ်အနေနဲ့သုံးပဲပြီးရင် verb ဖြစ်ရှာအထူးပေးတဲ့ပုံစံပဲနမူနာဝကျလေးလေးလာကြည့်ပါဦးသူကတရုတ်စကားတင်ယူဖို့အတွက်တရုတ်ပြည်ကိုရောက်လာတယ်他为学习汉语来到中国他သူကဝိစာအတွက်နောက်မှာရည်ရွယ်ချက်ကပါလဲ学习汉语တရုတ်စကားလေ့လာမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့တရုတ်စကားလေ့လာဖို့အတွက်လာရင်စာလာတယ်တောက်ကရောက်လာ中国စာတရုတ်နိုင်ငံအဲ့တော့သူတရုတ်စကားတင်ယူဖို့အတွက်တရုတ်ပြည်ရောက်လာတယ်他为学习汉语来到中国ဒါဒီရည်ရွယ်ချက်ဖြစ်တဲ့ကြောင့်为了ပြောင်းသုံးလို့ရတယ်他为了学习汉语来到中国ညီလေးမနှက်ဖြတ်ဆောင်ပွဲအတွက်စိတ်လှုပ်ရှားစွာနဲ့စာလုပ်နေတယ်弟弟在为明天的考试紧张的学习呢弟弟ညီလေးက在စာတစုံတစ်ခုလုံးနေတုံးဆိုတဲ့အခြေအနေပေါ့နော်ဝေးရအတွက်明天的考试မနှက်ဖြတ်ဆောင်ပွဲမနှက်ဖြတ်ကြည့်ပါမယ်ဆောင်ပွဲဒါကဘာကိုပြောလိုက်တာလဲဒါလည်းရည်ရွယ်ချက် purpose လည်းဖြစ်နိုင်ရယ် reason အကြောင်းပြချက်လည်းဖြစ်နိုင်ရယ်သူစာလေ့လာနေတဲ့စိတ်လှုပ်ရှားစွာလေ့လာနေတဲ့အကြောင်းအရာပါလဲမနေ့ပြန်စာပွဲရှိလို့အဲ့လိုပြောတာဒါမှမဟုတ်သူစိတ်လှုပ်ရှားစွာစာလေ့လာနေရတဲ့ရည်ရွယ်ချက်ဒီဘာဖြစ်လို့လဲမနေ့ပြန်စာပွဲအတွက်မို့လို့会明天的考试紧张စာစိတ်လှုပ်ရှားတာ紧张的စာစိတ်လှုပ်ရှားစွာနဲ့学习စာလေ့လာနေတာနော်စာနောက်ဆက်ပုံနော်ဒါကလုံနေတော့ဆိုတဲ့အခြေအနေကိုပေါ်ပြအောင်သုံးတာအဲ့တော့ညီလေးကမနေ့ကဆောင်မဝဲတဲ့စိတ်လှုပ်ရှားစွာနဲ့စာလုပ်နေတယ်弟弟在为明天的考试紧张的学习呢ဒီမှာကျွန်တော်တို့ကပြောင်းသုံးလို့ရတယ်ရည်ရွယ်ချက်သို့မဟုတ်ဒါအကြောင်းပြချက်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ပေါ့နော်为了弟弟在为了明天的考试紧张的学习呢ကုမ္ပဏီကိုစောစောရောက်ဖို့အတွက်ရည်ရွယ်ချက်နော်ဒါအမကိုကားမောင်းပြီးငါ့ကိုလိုက်ဖို့ခိုင်းလိုက်ရတယ်为早点到公司我让姐姐开车送我为အတွက်早点စာစောစောတောက်ကရောက်တာ公司စာကုမ္ပဏီကိုစောစောရောက်ဖို့အတွက်ဒါဒီရည်ရွယ်ချက်ဖြစ်သွားပြီသို့မဟုတ်အကြောင်းပြချက်လို့ပြောလဲရတယ်我ငါက让ဆိုတာဒါခိုင်းလိုက်တဲ့သဘောပေါ့နော်ချစ်ချဲစာအမကိုခိုင်းလိုက်ရတယ်တဲ့ဘာလို့ပို့လဲခိုင်းချဲကားမောင်းပြီးတော့စွန့်စာလိုက်ပို့တာဟောစာငါ့ကိုကားမောင်းပြီးငါ့ကိုလိုက်ပို့အမကိုခိုင်းလိုက်ရတယ်အဲ့လိုပြောတာโอเคအဲ့တော့ကုမ္ပဏီကိုစောစောရောက်ဖို့အတွက်အမကိုကားမောင်းပြီးငါ့ကိုလိုက်ပို့ခိုင်းလိုက်ရတယ်为早点到公司我让姐姐开车送我ဒီမှာကျွန်တော်တို့ရည်ရွယ်ချက်တို့မဟုတ်အကြောင်းပြချက်ဖြစ်တဲ့ကြောင့်为了ပြောင်းသုံးလို့ရတယ်နော်为了早点到公司我让姐姐开车送我တကယ်ချင်းမွေးနေ့ပွဲတက်ဖို့အတွက်ငါအင်းအတစ်တစ်ထဲဝယ်ခဲ့တယ်为参加朋友的生日我买了一件新衣服为အတွက်参加တက်ရောက်တာ朋友的တကယ်ချင်းရဲ့生日မွေးနေ့တကယ်ချင်းမွေးနေ့ပွဲတက်ဖို့အတွက်ဒါကရည်ရွယ်ချက်သို့မဟုတ်အကြောင်းပြချက်ပေါ့နော်ကိုအင်းကြီးဝယ်ရတဲ့အကြောင်းရင်းကဒါအင်းကြီးဝယ်ရတဲ့ရည်ရွယ်ချက်ကဒါတကယ်ချင်းမွေးနေ့ပွဲတက်ဖို့အဲ့တော့ပေါ်ငါက买了ဝယ်ခဲ့တယ်以前စာတစ်ထည့်新衣服စာအင်းကြီးအစ်စ်အဲ့တော့ဒါဒီရည်ရွယ်ချက်သို့မဟုတ်အကြောင်းပြချက်ဖြစ်တဲ့ကြောင့်为了ပြောင်းသုံးလို့ရတယ်ကေတော့သုံးလို့မရအောင်နော်ရည်ရွယ်ချက်အကြောင်းပြချက်မှာကေသုံးလို့မရအောင်为တော့မဟုတ်为了ပြောင်းသုံးကြည့်ပါဦး为了参加朋友的生日我买了一件新衣服变手机吧哦为了参加朋友的生日我买了一件新衣服အားလုံးကိုကျေးဇူးတင်ပါတယ်